Hello အားလုံးပဲမင်္ဂလာပါဟိုးအရင်တစ်ခေါက်တုန်းကတော့ဒီဗီဒီယိုလေးထဲမှာ ChatGPT နဲ့ Gamma ကိုအသုံးပြုပြီးတော့ PowerPoint presentation တွေကိုဘယ်လိုမျိုးဖန်တီးရမလဲဆိုတာကိုပြောပြပေးခဲ့ပူပါတယ်အခုတစ်ခေါက်မှာတော့ဒီ ChatGPT တစ်ခုတည်းကိုပဲအသုံးပြုပြီးတော့ PowerPoint presentation ကိုဘယ်လိုမျိုးအမြန်ဖန်တီးမလဲဆိုတာကိုပြောပြပေးသွားမှာပဲဖြစ်ပါတယ်အရင်ဆုံးကိုယ့်ရဲ့ဒီ ChatGPT တွေကိုဝင်လိုက်ပါဝင်ပြီးသွားပြီဆိုလို့ရှိရင်တော့ဒီမှာအရင်ဆုံးအသင့်ပြင်ထားတဲ့ prompt တွေကိုရိုက်ထည့်ပေးပေါ့နော်ဒီမှာဆိုရင် give me a 10 slide PowerPoint file with full prompt for how AI can help in digital marketing ရေးမဲ့ခေါင်းစဉ်ကကြတော့ how AI can help in digital marketing and ပြီးတော့ slide လိုချင်တဲ့ slide ကကြတော့10 slide ဖြစ်တယ်ပြီးတော့give me PPT file ဆိုပြီးတော့ထည့်ထည့်လိုက်ပါမယ် PPT file အစင်သင့်လိုချင်တာဖြစ်တဲ့အတွက်ကြောင့်မလို့ပါပြီးသွားရင်တော့ enter လေးခောက်ပြီးတော့ခဏလေးစောင့်ပေးလိုက်ပါမယ်အဲ့ဆိုလို့ရှိရင်တော့သူ analyze လုပ်နေတဲ့ဥစ္စာကိုခဏဆောင်ပွားလို့ရှိရင် ChatGPT ကဒီ PowerPoint file ကိုတန်းပြီးတော့ချပေးမှာပဲဖြစ်ပါတယ်โอเคဒါဆိုရင်တော့အခုဆိုဒီ PowerPoint file လေးရလာပြီပေါ့နော်အဲဆိုရင်အဲ့ PowerPoint file လေးကို download ဆွဲလိုက်ပါမယ်โอเค download ဆွဲပြီးသွားပြီဆိုလို့ရှိရင်တော့ file လေးထဲကိုဝင်လိုက်ပါโอเคဒါဆိုရင်တော့ဒီ PowerPoint လေးတွေကိုရောက်လာပါပြီ PowerPoint မှာတော့ဒီ ChatGPT ကပုံမှန်ထုတ်ပေးနေကြတဲ့အတိုင်းပေါ့နော်ဒီ fact တွေနဲ့ရိုးရိုးရှင်းရှင်းပုံစံကြီးတွေပဲထုတ်ပေးလာမှာဖြစ်ပါတယ်အဲ့ဒါကိုကိုပါတန်ကိုဒီ PowerPoint တွေမှာ design ပြန်ပြီးတော့လုပ်ပေးရမှာပေါ့နော် design လုပ်တဲ့အခါမှာအကယ်လို့အစအဆုံး design ပြန်မလုပ်ချင်ဘူးဆိုလို့ရှိရင်တော့သူရဲ့ဒီ template အစင်သင့်လုပ်ပေးထားတဲ့ဒီ template လေး file လေးတွေကိုယူလို့လည်းရပါတယ်ဒါကတော့ပထမတစ်နည်းပါဒီမှာဆိုရင် automatic to ဖန်တီးထားတဲ့ template လေးတွေယူလို့ရတယ်လို့မျိုးနောက်ထပ်တစ်ခုကတော့ဒီဘက်မှာသူ PowerPoint ထဲမှာပါတဲ့ designer templates တွေဥစ္စာလေးပေါ့နော်ဒီဟာလေးတွေကလည်းဒီ lecture slide တွေမှာမြင်မြင်ဆန်နဲ့ပြင်ဆင်နိုင်မှာဖြစ်ပြီးတော့အချိန်အများကြီးပေးစီရမလို့မှာမဟုတ်ပါဘူးပြီးတော့ဒါဆိုလို့ရှိရင်တော့တစ်ခု slide တစ်ခုချင်းစီကိုလိုချင်တဲ့ design လေးတွေဝင်ပြီးတော့ပြင်လိုက်လို့ရှိရင်တော့ဒီလိုမျိုး PowerPoint file လှလေးထွက်လာပြီဖြစ်ပါတယ်TechMart မှာ ChatGPT, CapCut, Gemini, Canva, Zoom ပဲ digital product ကိုပဲဝယ် TMS ဆွဲ code လေးကိုသုံးပြီးတော့5 to 10% အထိ discount တွေရယူနိုင်တာမို့လို့ code လေးကိုသုံးပေးဖို့မမေ့နဲ့နော်